တည်ခြင်းကိုမေ့လျော့နေတဲ့သူဟာလောဘဒေါသမောဟတွေအလွန်ကြီးလိမ့်မယ်လောဘဒေါသမောဟတွေကြီးသလောက်သူဆင်းရဲရတော့မယ်ပူလောင်ရတော့မယ်ပင်ပန်းရတော့မယ်အကျိုးမဲ့တွေနဲ့ဒုက္ခဖြစ်တော့မယ်တည်ခြင်းကိုအမှတ်ရပြီးဆင်ခြင်မယ်ဆိုရင်တော့လောဘဒေါသမောဟတွေနည်းလိမ့်မယ်ထိရောက်အောင်ဆင်ခြင်နိုင်မယ်ဆိုရင်လောဘဒေါသမောဟတွေကုန်ပြီးတော့ဒုက္ခတွေချုပ်ရလိမ့်မယ်စစ်မှန်တဲ့ချမ်းသာကိုရလိမ့်မယ်ငြိမ်းအေးရလိမ့်မယ်ဒါကြောင့်တည်ခြင်းတရားကိုဆင်ခြင်ကြည့်ရမယ်ငါသည်မုတ်ချတေးရလိမ့်မည်ငါသည်တေးရမည်လူတစ်ယောက်သာဖြစ်၏ငါ၏ရှင်သန်ခြင်းသည်မမြဲငါ၏တည်ဆုံးခြင်းသည်မြဲ၏ငါသည်အချိန်မရွေးတည်နိုင်၏ငါအားမတည်နိုင်သည့်အချိန်ဟူ၍မရှိသူသည်မုတ်ချတေးရလိမ့်မည်သူသည်တေးရမည်လူတစ်ယောက်သာဖြစ်၏သူ၏ရှင်သန်ခြင်းသည်မမြဲသူ၏တည်ဆုံးခြင်းသည်မြဲ၏သူသည်အချိန်မရွေးတည်နိုင်၏သူအားမတည်နိုင်သည့်အချိန်ဟူ၍မရှိတတ္တဝါအားလုံးတို့သည်မုတ်ချတည်ကြရလိမ့်မည်တတ္တဝါအားလုံးတို့သည်တည်ကြမည်လူတွေကြီးသာသည်တတ္တဝါအားလုံးတို့၏ရှင်သန်ခြင်းသည်မမြဲတတ္တဝါအားလုံးတို့၏တည်ဆုံးခြင်းသည်မြဲ၏တတ္တဝါအားလုံးတို့သည်အချိန်မရွေးတည်နိုင်၏တတ္တဝါအားလုံးတို့အားမတည်နိုင်သည့်အချိန်ဟူ၍မရှိအဲဒါလိုတည်ခြင်းကိုဆင်ခြင်ခြင်းဟာအလွန်ကြီးမားတဲ့အကျိုးအန္တရာယ်ရှိတယ်မြတ်စွာဘုရားကတည်ခြင်းကိုချိန်ပန်များစွာသိနေမြင်နေနှလုံးသွင်းနေမယ်ဆိုရင်ဧကန္တနေပြီတာယဘဝရဲ့ပုံမှာအမှန်မြင်ပြီးတော့ညီးဝဲတဲ့ဉာဏ်ကိုရမယ်ဝိရာဂယဘဝရဲ့ပုံမှာဆွဲမဲ့မှုတွေကင်းသွားမယ်နိရောဓယဆွဲမဲ့မှုကြောင့်ဖြစ်ရတဲ့ဘဝဒုက္ခတွေချုပ်ငြိမ်းသွားမယ်ဥပဒမယနှလုံးစိတ်ဝမ်းငြိမ်းချမ်းရလိမ့်မယ်အပိညာယယုံ nant တို့ရဲ့အိဋ္ဌဒုက္ခအနတ္တသဘောတွေကိုထူးသောဉာဏ်ဖြင့်သိလိမ့်မယ်တမ္မောဓာယသစ္စာလေးပါးအမှန်တရားကိုမဲ့ဉာဏ်ဖြင့်ထိုးထွင်းပြီးသိလိမ့်မယ်နိဗ္ဗာန်ယသဝတ္တန္တိနိဗ္ဗာန်ချမ်းသာကိုဒီဘဝတည်းမျက်မှောက်ပြုပြီးနေနိုင်လိမ့်မယ်ဘလောက်ကောင်းလဲ